မင်္ဂလာပါရှင်မွေးငါလည်းတအားစားကြည့်နေတာရဲ့ငါးကလည်းမကန်ရင်ဘူးစက်သားကလည်းလွယ်လွယ်ရှိနေတာမို့လို့စက်သားနဲ့မွေးငါလေးချက်စားပါတယ်ကျမတို့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာဆိုရင်ငါးရှာမရတဲ့နေရာတွေဆိုရင်စက်သားနဲ့ချက်စားတတ်တွေရှိပါတယ်စက်သားကိုတော့ကျမကဒီမှာစပလင်လေးထည့်စက်သားစားစနစ်နဲ့တာလေးထည့်ပြီးတော့ကျမကသူ့တဲကိုထင်းရက်လေးတစ်လုံးထည့်ပြီးတော့ပြုတ်ပါတယ်ဒါကတော့ကျမပြုတ်ထားသောစက်သားတွေကိုခြေပလိုက်တာဖြစ်ပါတယ်ထောင်းလို့လည်းရပါတယ်ကျမကဆက်နဲ့ခြေတာကပုံပြီးလွယ်ကူတာမို့လို့ဆက်နဲ့ပဲခြေလိုက်ပါတယ်ရှင်စက်သားလေးစီစတတ်ပါမယ်အိုးလေးကိုစနင်းလေးနှင်းငင်ထည့်တဲ့စီထည့်တယ်ပေါ့ရှင်ပြီးတော့ရင်ကြိတ်ထားတော့ကြက်သွန်အဖြူနေပါကျမကတော့ဂျင်းမထည့်ပါဘူးတစ်ဖက်မှာတော့စပလင်များများကြိတ်ထားပါတယ်ရှင်ကြက်သွန်အဖြူနေကိုမွေးလာသည့်ဒီစီလေးနှင်းငင်တက်ပါတယ်ပြီးတော့ရင်တော့စပလင်လေးထည့်ပြီးတော့စီထပ်တတ်ပါတယ်စပလင်ထည့်ပြီးတာနဲ့ဒီစီတက်ကလေးကတအားကိုမွေးလာပါလိမ့်မယ်ရှင်စပလင်လေးတွေလည်းနော်စီတက်နက်လေးတွေလည်းမွေးလာတဲ့အနေအထားဆိုရင်တော့ကျွန်မကသူ့ရဲ့အချောင်းတင်မုံလေးပါယုံထည့်ပါတယ်အများကြီးဆိုရင်အယောင်မလားအရင်ရေးဖြစ်တတ်တယ်အဲဒါကြောင့်မလို့ပါယုံလေးပဲထည့်ပါတယ်စီတက်ကိုတော့မွှေးအောင်စီတက်ရမှာဖြစ်ပါတယ်ရှင်စီတက်လေးကမွှေးလာပြီးအားလုံးသမလာတဲ့အနေအထားဆိုရင်တော့ပြုတ်ထားပြီးတော့ကြိတ်ထားတော့စက်သားကိုကျမတစ်ဝက်ပဲထည့်တယ်ကျန်တဲ့တစ်ဝက်ကိုငပိချက်ချက်စားမှာဖြစ်ပါတယ်ဒါကြောင့်မလို့စက်သားမှုန့်လေးတွေကိုတစ်ဝက်ပဲထည့်ပါတယ်ဒီနေရာမှာမိမိက9ရတယ်ဆိုရင်တော့9ထည့်နိုင်ပါတယ်ရှင်ပြီးတော့ရင်တော့ရေထည့်ပါတယ်ဆောနာပြုတ်ထားတဲ့ရေတွေပါတယ်အကုန်လုံးထည့်လိုက်တယ်မိမိကရေလိုချင်တယ်ဆိုရင်တော့ရေကိုလိုတလောက်ထည့်နိုင်ပါတယ်เนาะစက်သွန်နီတော့မဟုတ်စက်သွန်မျိုးပေါ့ရှင်ဒါကတော့စက်သွန်အဖြူရောင်ပေါ့အနီဆိုမဲ့အဖြူရောင်မျိုးစားပေါ့เนาะအဲ့ဒါထည့်တယ်နောက်ပြီးတော့ဘဲဥပြုတ်ထားတာလေးတွေထည့်တယ်ပြီးတော့ရင်သူ့ကိုစူပွက်တီတီတည်ပါတယ်ရှင်အိုးလေးစူပွက်လာပါပြီအဲ့လိုပွက်လာတဲ့အနေထားဆိုရင်တော့ကျွန်မနှစ်စွန်းခန့်ရေစိမ့်လာတော့ပဲစိမ့်မုံပေါ့เนาะပဲစိမ့်မုံရေထည့်ပါတယ်ပြီးရင်တော့တစ်ဖက်စူအောင်စောင်းပါမယ်ပဲစိမ့်မုံအရေးလေးကလုံးဝပေါ့တစ်ဖက်ဆူလာတယ်ဆိုရင်တော့ဒါကကျမရဲ့ဆန်လော်မုံမှာဆန်လော်မုံကိုရေစိမ့်ထားတာပါလိုတလောက်ပဲထည့်ပါတယ်ကျမက3စွန်းစာလောက်ပဲထည့်ပါတယ်ရှင်ပြည့်ကြိုက်တယ်ရှင်ဒါကြောင့်3စွန်းစာထည့်တာပါเนาะအကယ်မိမိကကြက်ကြိုက်တယ်ဆိုရင်တော့တစ်စုံကလောက်ပဲထည့်ပါရှင်အရသာကတော့စိတ်ကြိုက်ထည့်နိုင်တယ်ကျမအရသာမုံထည့်တယ်စားထည့်တယ်ပြီးတော့ငံအများကြီးထည့်ပါတယ်မိမိကြိုက်နေတတ်တဲ့အရာကိုကြိုက်နေတတ်တဲ့လောက်ချိန်ဆပြီးတော့ထည့်နိုင်ပါတယ်ရှင်လုံးဝအိုးလေးကပေါ့ဆူလာပါပြီရှင်ငါးနဲ့ကြက်သားနဲ့ဆိုရင်တော့ငါးကပိုချိုတာပေါ့နော်ဒါပေမဲ့လို့ဒီနေ့ကြက်သားနဲ့စားခြင်းတဲ့အတွက်ကြက်သားနဲ့ချက်တာပါချကန်ဒီဆိုရင်တော့အပေါ်ကနေပြီးတော့ဒါကငရုတ်ကောင်းနိုင်အုပ်လိုက်ပါတယ်ရှင်ပွဲလေးပြင်ပြမယ်နော်မွေးငါဆိုရင်ဘာနဲ့ပဲချက်အရန်ကြိုက်တယ်ဆိုတဲ့လူတွေရှိပါတယ်ကျမလိုလူပေါ့နော်မွေးငါကိုစက်သားနဲ့ပဲချက်ငါးနဲ့ပဲချက်ဒါမှမဟုတ်ဘဲနဲ့တက်လို့ခရမ်းသီးနဲ့ပဲချက်တိုဘူးနဲ့ပဲချက် sorry တိုဘူးဆိုတာတောက်ဖူးဆိုတာဟောပြောတာပေါ့နော်ပဲပြားပေါ့နော်ပဲပြားနဲ့ပဲချက်ပေါ့ရှင်ဘာနဲ့ပဲချက်စားလို့ကောင်းတဲ့အထက်မှာမွေးငါပါပါတယ်ရှင်ကိုကတော့အရန်ကြိုက်နေတတ်တော့လားမသိပါဘူးနော်မွေးငါကိုရေကိုမိမိလိုတလောက်ထည့်နိုင်ပါတယ်ဒါကတော့ကျမတယောက်စာဖြစ်ပါတယ်ရေတွေကကျွတ်တုံဥရောအားရပါရကျမထည့်တယ်ကျမပြပြလေးကြိုက်တော့ပြချက်ထားတာ哦ပြီးတော့ရင်နနမင်းနဲ့ကျွတ်တုံမိတ်ပေါင်းမိလှီးထားတာပါနနမင်းပဲကြတော့အိမ်မှာမလောက်ဘူးရှင်ဒါကြောင့်မို့ပါနောက်တစ်ခုကကြတော့ကျွတ်တုံဖြူကြော်ပါကျွတ်တုံဖြူကြော်ထည့်တယ်ပြီးတော့ငရုတ်သီးမုံကတော့မိမိကြိုက်တဲ့လောက်တစ်စွန်းနှစ်စွန်းသုံးစွန်းကြိုက်တဲ့လောက်ထပ်ထည့်ပြီးတော့စားနိုင်ပါတယ်ရှင်နောက်တစ်ခုကအီဂျာကိုကတော့မင်းစားထိုင်လည်းမပါမဖြစ်ပါအီဂျာကိုကတော့ကျွန်မကြိုက်နေတဲ့လောက်ညှက်ပြီးတော့ထည့်လိုက်ပါတယ်ဒီနေ့ကျွန်မနဲ့တူမွေးငါစားကြပါအောင်ရှင်ညနေ3နာရီခွဲအခုမှမွေးငါစားမလို့နေနေတာထားကြပါငါးနဲ့တော့မဟုတ်တော့ချက်သားနဲ့ချက်တာငါးနဲ့မဟုတ်ချက်သားနဲ့ချက်တာနော်ချက်တော့ဦးလေးရှယ်ပဲအီပလိနဲ့ဟိုတော့မပါဘူးဗာလဲဒီရောက်ကွက်မိမိလေရောက်ကွက်ဆိုတာကမပြောဦးမဆိုင်ရောက်ကွက်လေးဝနီအရင်ကဆွဲမနေကျမဆွဲချက်ပြ3နိုင်ခေါ်တော့
အဲ့ဒီမှာစားရအမတို့ရေဒါနဲ့အများကြီးနဲ့ကျင်တယ်တခါတည်းအများကြီးမောင်ငါဆိုပြောပါဖေကအဲ့လိုမောင်ငါဆိုအများကြီးပြည့်စိတ်ထဲကျင်တာကြိုက်တာဟုတ်တော့နေနေထည့်လိုက်ပြီအော်နော်နားကြက်သားနေထက်ဟုတ်ရဲ့နော်这都没有。这个你不一样，说什么的呗？说什么？下班，这边干嘛？写票。我很饿了。这辈子就是啥了呀？俺那家，然后你妈挖的嘛，问呢。ဒီပကံကြီးတရောင်းကနေဒီရဲ့ပကံဆိုင်ငါနဲ့မမကျတဲ့နဲ့လှုပ်ထားရလို့ပြောဝင်နေဆိုမဲ့တော်ပြီလေကြံလာနောက်နေ့တော့ဘာလို့လဲဆိုတော့စားလိုက်လည်းမကောက်ဝက်ဖြစ်လိုက်ပါတက်တာပါ